ဆွေးချင်း vlog နေရနေပြီးတော့ပြန်လိုက်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့တခြား vlog တွေလည်းမတူဘူးပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဆွေးရဲ့ gym routine နဲ့ဆော့ရဲတခါလေးတောက်လို့ရှိရင်ကိုယ့်ကိုတယောက်တည်းဆော့ရဲ video တွေ vlog တွေထားရပေါ့နော်ဒီနေ့ကတော့အရန်ကိုချစ်စရာကောင်းတဲ့ cute လေးတယောက်နဲ့တူဆော့မှာဖြစ်ပါတယ်သူတို့ချင်တယ်ဆိုတော့အမ make Chris ဖြစ်ပါတယ် Hello အမ make Chris ပါခုနပြောတဲ့အရင်ချစ်ဖို့ကောင်းတဲ့ cute လေးပါ cute လေးပါအမေ အရန်ချစ်စရာကောင်းလို့ကြိုက်စားချင်တယ်အမကအရန်ပဲရှက်လာရှက်ပါနဲ့ဒီနေ့အားရှုံးနဲ့မမီ Chris ကshow တော့မဟုတ်ဘူးခေါ် back နဲ့ tricep နဲ့ဆော့မှာဖြစ်ပါတယ်ဆိုတော့သူတို့ညကူဆော့တာကိုလိုက်ပြီးကြည့်ပေးပါအောင်လို့ပြောချင်ပါတယ် let's go ဘာမှသွားလို့မယ်အပေါ်ပိုင်းဆောင်မှာဆိုတော့အပေါ်ပိုင်းနဲ့ပတ်သက်တဲ့ဘာမှမပြီးသွားလို့မှာဖြစ်ပါတယ်။သွားမယ် let's do စတက်လာကျစားဆော့တာအိမ်မှာစားဆော့တာလားကျောင်းမှာချင်းရှိရဆိုင်ကျောင်းမှာချင်းမှာလည်းဆော့တာပေါ့ဒီတော့ဆော့တဲ့ဘူးဖိတ်တာရှိရဆိုတော့ဒီတိုင်းဆော့လိုက်အဲ့လိုလည်းဆော့ပြရပါဘော။ဘောမင်းကကျင်းမှာစားဆော့တာလုံးဝ9လအဲ့ဒါအောင်ဆော့မှတော့ဆေးပါစားတဲ့အခါမှာဒီကို cute လေး no ဘာမှလည်းမဟုတ်ချင်တာအမဒီတိုင်းမလုပ်နေဘူးနေမှာလို့ရစမ်းမရှိဘူး။ရောတော့မှတော့လို့ cute လေးပဲစမ်းမမရှိဘူး cute လေးပဲဘာစားကြလဲစားတာပြီးတော့စားတော့နော်ဘာဆိုရင်ဘာမှမလုပ်ဘူးရင်တော့ကတော့ IG မှာတော့ဖန်ခါတွေ့ရတယ်လေအဲဒီဖိုက်သွန်ဆောက်လာတော့ကောမလေးချောလေးတယောက်ဘလုံးကလည်းအမိုက်စားတယ်ဝင်လာတယ်အမစားနေပြီးမှကြည့်ရကြည့်ရ thank you ခေါ်လဲခေါ်တယ်မခေါ်ရဲနဲ့ရှိန်တော့ပြန်ကြတော့တော့ကိုကို bravery တွေကိုစုပြီးပတ်နှုတ်ဆက်လိုက်တာဒီအမိုက်တယ်လို့ like this kind of stuff ဟုတ်တယ်အဲ့နဲ့ like ဆော့ပြတာတော့တိတ်မစားသေးဘူးမစားအဲ့ဒီကမင်းကိုနှိမ့်ဆက်ထားပါတယ်ဒီနေ့က back net tricep နှိမ့်ဆက်ပါတော့နော် excited let's go Young nigga bitches. I've been in my zone, I can live it. I'm composed in the picture, set the tone with the flow. On my long brush stroke with it. Not up for no discussion. No, I know the push the button. I ain't got the time or the patience. I'm crushing up the vibe in the spaceship. I'm trying to hold my head. Yeah. I've been hella anxious. I've been eyeing it. Told myself it's mine for the taking. Look me in my eye, no fake. Yeah. I'm locked in a private location. Dolo. Young nigga jaded. Put the fuel to the flame with the cadence. They throwing clouds to the grade. They coming from the south. They don't play safe. They aim it at your head just to get a high rating in the same game. Hold ပြဖို့အတွက်ဘယ်လောက်ဒီပါလဲ အဘဘော်ကြီးက strength ကကောင်းလာတဲ့ခါတော့ဒီလို resistance ပဲနဲ့ပဲရင်ကျင်းပြီးတော့မှစိတ်မဆိုရင်လည်းချိန်ပြီးသွားတယ်အဲ့ဒါလည်းပြောမှဖြုတ်အခုမင်းတို့ hold up motion နဲ့ face တွေကိုဘယ်လို advice ပေးချင်လဲ ဒီလို resistant band လေးနဲ့ဆော့ပါရန်လေးတာလေးတစ်ပြည့်နဲ့ပေါ့သွားတဲ့ဟာမျိုးပေါ့နော်ပြီးခါကျရင်ကိုယ်ကိုယ်လေးမင်းနဲ့တစ်ပြည့်ရသွားနိုင်မယ်ဒါပေမဲ့ तू ကအချိန်လေးလေးရဆိုရပါတော့နည်းနည်း patient ဖြစ်နေတယ်ဒီလိုမျိုးဖြစ်တာပါအားလုံး I'm about my pace.
star. Fighting. Yeah. တရားခိုင်ရတော့ဘာမှလောက်တာပေါ့နော်ဆိုတော့အခုအရန်ကိုလည်းဝမ်းမဖြစ်နေပြီဆိုတော့စတင်ပြီးတော့ဆက်ပါမယ်ဘက်ကိုကြည့်ပြပါဦး Could miss me with that fake stuff. Yeah. Said a nigga getting my paper up, right? Hit that nigga getting my paper. Yeah. All about my pay stuff. You could miss me with that fake stuff. Yeah. Okay, I'm running thin on patience. Yeah. Go down and this is one of the great times. Back on my yeah, straight from that pulpit. Mercury in retrograde again. Ayy, hopped in the booth to run the street again. I'm him. Yo, little long shut off. I'm playing way above the rim. ဘာထိုင်ရတာနဲ့စီပဲဟာဘယ်လိုလဲတဲ့မျိုး muscle isolation ကိုဘယ်လိုလုပ် တော့ကွာဒီကစိတ်ပေါ်သိရမှာစိတ်ကိုတော့အခုဆော့နေတဲ့အချိန်တိုင်းပြင်ထားလဲအဲ့စိတ်ပန်းကိုပဲစိတ်ကိုတော့ဒါပေမဲ့အဲ့မှာဆော့နေပဲတော့ concentration တွေမှာပြဆွဲပါတော့စိတ်ကအဲ့ဟုတ်တယ်ဒီမှာပဲလား Okay, we can let them Bobby. Bobby, it's alright. Four, you need to up in the 5, 6, you need to fight me. 7. You need to look at me now, up in here. ကြည်ရှိတော့ပုံမောပါ Are you here? နေနာလည်းသူရှိရတော့တော်ဖြစ်သွားတာတခါတည်း app ကောက်မှာပါအလေးသိကအတက်တယ်မဟုတ်တော့အဖို့ရှိသွားပြီတမောင်ရဲမှာလည်းအလုပ်တစ်ခုပဲ ဟာခါတိုင်း migration ရဲ့ warm up ပေါ့နော် Yeah, yeah. Wait. Okay ကြာသွားပြီ Wait. They claim they want beef like I ain't in it. Teed up, I turn them. ဒါဒုတိယတစ်ခုပေါ့နော်စီးရလို့ဆောက်ပါဆိုင် Late in the shade and I'm counting mine. Still ain't made it. I'm jaded. My latest, my greatest. I ain't ever caving. They see me, I'm him. I'm a gym in the soil. It's by the time I've been after mine. I'm one with the culture. They more like a gimmick. I'm pushing the needle. I'm leaving the key in. It's running on meter. I want me a boy and I need him to see me. Yeah, I know it's my season. My family the reason I be who I be. Solid. Lately I've been rap တွေဟမ်းဟုတ်လား people that they need. ဟုတ်တယ်လို့ လိုက်နေတော့လည်းအတိုင်းပဲပါ လိုက်တိုင်းပဲဟုတ်တယ် Don't let me take your mind. Scared that I said I wish you. I don't even know what you're missing. Don't even know what you're missing. I really went from where we're at. From me to his back. From me first class. They ain't got a back. From me every chain. Dangle, bitch, I'm ready to mainframe. Turn my pain into pain on the canvas. I've been that head case. Been break on me, right? Ain't been breaking, breaking. Want me to force my connection. My family, they don't understand me. I used to be nice. Oh my god ဟောနေပေါ်လာတယ်ဒီနေ့လို့ပြောရဲ Oh အားလည်းဘာဘာတယ်လဲဝါဒုတိယဝက်ကလည်းပြတာပါလေ but love ဖြစ်နေတဲ့ feeling နဲ့ experience တွေအားရအောင် ဟုတ်လားအခုကတော့မောနေရပဲတကယ်မင်းလည်းပြောပြပါဦး ဘယ်လိုပြောမလဲ လာပါ ဟုတ်ကဲ့မင်္ဂလာပါ ကဲမလေးကိုပြပါပါရှင် ဘယ်လိုပြောမလဲဆိုတော့နည်းနည်းလေးတော့ခေါင်းနေနဲ့မူသွားနှလုံးတွေကဝါဒတာဖြစ် ဟောနေတာဖြစ်နေရတူတူပါပဲဒါပေမဲ့ချွေးသိမ့်မထွက်သေးဘူးလားတော့เนาะလောက်ကမှန်မအောင်ကိုရထွက်နေပြီကျေးဇူးပါတယ်သူ့ကိုဖြေကြပြရတာတကယ်ပါအကြီးပါလို့ဆက်ပါမယ်ဒ
တင်လာ ဒီ နေ နေ့ကနိုင်မသိဘူးအရှိရကနိုင်ကြည့်ကြွားတယ်ဒီနေ့တိတ်နိုင်မသိရဘူး Okay. 切点不一进来好不好？切有点纪念不？你随便弄。别等我进来，啊，这儿收起手。我给你说。Your turn. Delay. 哦，对不起，对不起。咱俩这。好吗？好的。အားနဲ့တက်လို့သိသွားပြီခုလောက်တော့နေတယ်ဒီလိုရတာပါဆောင်းတာနေတော့ဆော့လိုက်တယ်ဟုတ်တယ်ဟုတ်ရောက်ဟုတ်တယ် 人家说了一天跳 ရမ်းရောက်တယ်စိတ်ကလည်းအဲ့ဟာမဆယ်ရတယ်ကောင်းတယ်ရမ်းရတယ်သူ့ကိုကြည့်ရကိုရချင်တာကောင်းမလေးနဲ့တူတယ်။ဟုတ်တယ် super action anime ရကောင်းမလေးနဲ့တူတယ် Thank you တော့ပြန်လည်းကြိုးစားနေပါတယ် action movie ဖြစ်နေတာဆိုတော့လေဆယ်ရောက်ပြီးပြီဘယ်ကြီးကြလဲဘယ်ကြီးကြလဲSomething I'll never be. Tycoon and I'm Dre with the Dizzle face. I'm nothing my section has ever seen. Run the ice so I'm touch, I don't need a screen. I'm Curry, I spit shit from 30 deep. Do the pin in the pad like a surgery. She the curve you just to flirt with me. Totally tucked off, but the jewels out. I'm just in a home with a full mouth. I'm a rare breed when the moon out. I'ma stop playing by the rules now. I've been red place, need a new route. Queen said she needs space in a new house. Mom told me that she prayed for the kid every day. No wonder I'm getting paid for the tools now. Jump on the bed, like rest of that bag and I'm packing the cell. I got big My section in flex, we can tell. ဆက်ဆက်ပေါင်းဆိုင်အောင်ဟုတ်တယ်ကျူရီလေးဖိုင်နေကျူရီလေးဖိုင်ရှိပါတယ်ကျူရီလေးပေါ့နောက်ဆုံးတော့ကတော့ဆိုတော့အပြတ်နေပြီပေါ့နော်ဆိုတော့ အားတော့ပြက်လာပြီအလားတော့မပြက်ဘူး ဟုတ်ကဲ့တိတ်ကျူရီလေးဖြစ်နေတော့ စတလာရမ်းပေါင်းပါတယ် ရမ်းပေါင်းပါတယ်ဒီနေ့ကတော့ပေါ်ပိုင်းပေါ့နော်အောက်နောက်တစ်ခေါက်ကြောက်လို့ရှိရင်အောက်ပိုင်းမောင်းရပေါ့နော်
အပိုင်းကြီးတိုင်ဘယ်လိုဖြစ်မလဲဆိုတာဒါတော့စောင့်ကြည့်ပြပေါ့နော်Two more. 1, 2, yeah. Three. Like baby. 4. 5. 9. Like baby. 9. 10. Okay, baby. Finally. Last question. Yeah, okay now. ကဲအခုတော့နှစ်ယောက်လုံးမောသွားပြီပေါ့နော်ရှုံးနေမေရဲ့ back net tricep နော် back net tricep ဆိုတာလေးอ่ะအခုဒီမှာပဲပြီးသွားပါပြီအခုတော့အပိတ်စကားပြောအရင်နှစ်ယောက်လုံးမောနေရပေါ့နော်ခါလေးနားထောင်မယ်ပြီးမှပြောမယ် stretching လည်းမလုပ်ရသေးဘူးဆိုတော့သွားလို့ကြမယ် Okay I'll make it that check like I never did before. Then I'ma spend that check like I never did before. Ride off in that vet like I never did before. Then I'ma leave it wet like I never did before. I do everything like it's the first time. Told you what it was, I know you heard now. I do everything like it's the first time. If you're not on my time, then you get curved now. Pocket full of faces in it blue, alright. Start the car and I drop out the roof. I'm sliding. Everything you said it wasn't true. You lied. Call my phone and you wanted to scoop. You tried. I'm talking about the deal. You don't have a deal. Lying through your teeth so much you're thinking that it's real. မိနဲ့ရှင်ရဲ့ gym blog လေးကိုလည်းကြည့်ပြီးလို့ရှော့ကြည့်ကြများတင်ပါတယ်နောက်ထပ် gym blog တွေလည်းဟို season လေးရှိပါတယ်အခုကထွန်းနဲ့မီနီယာသူဆော့တာလည်းမရှိဘူးเนาะသိရအောင်လည်းရှားပြီးပဲရှိမှတူတူဆော့မှုလေဒါက second time ပေါ့နော်တူတူဆော့တာဆိုတော့အရင်လည်းပြောဖို့ကောင်းပါတယ်အမလည်းလည်းဆော့ကောင်းပြီးတော့အရင်ချစ်ဆက်ကောင်းတယ်ဆိုတော့သိစကားလေးပြောပါဦးခုလိုမေတို့ရဲ့ vlog လေးကိုကြည့်ပြီးအများကြီးတင်ပါတယ်မေတို့လည်းစိတ်ရှိရှိနဲ့ train ပေးတာတော်တော်ကျေးဇူးများတင်ပါတယ်ရပါတယ်မေတို့ beginner လေးရောက်စိတ်ရှိရှိနဲ့ form လေးလည်းကြည့်ပေးရယ်ဝိုင်းလည်းမပြောမလဲအလေးလည်းဝိုင်းမှာပေးရယ်ကြောက်ကျေးဇူးတင်ပါတယ်ရပါတယ် QT လေးလည်းရမ်းချစ်ပါတယ်နော်အဲ့တော့နောက်ထပ် vlog ဒီမှာပြန်တွေ့ပါမယ်တတာFuck that, what they doing, keep on doing.